စိုက်ပညာရှင်တွေရဲ့လေ့လာမှုအရအဝေးရောက်ချစ်သူတွေဟာနီးနီးနားနားနေရတဲ့ချစ်သူတွေထက်တယောက်ကြောင့်တယောက်ပိုပြီးနက်နက်ရှိုင်းရှိုင်းပြောဆိုဆက်သွယ်ပြကြတယ်လို့ဆိုပါတယ်အကွာဝေးဆိုတာချစ်ကိုခွဲထုတ်ဖို့မဟုတ်ပဲအချစ်ကဘယ်လောက်ထိခိုင်မာတယ်လဲဆိုတာစမ်းသပ်နေတာပါဖုန်းစကရင်တစ်ဖက်မှာပဲမြင်နေရပါမယ်မြင်ရဲ့သစ္စာရှိမှုကသူ့အတွက်တော့အကြီးမားဆုံးတော့လုံခြုံမှုပါခုချိန်မှလွမ်းနေရတာအသီးကျန်နေတာဟာနောက်တစ်ချိန်ပြန်ဆုံတဲ့အခါရရှိမဲ့ပျော်ရွှင်မှုအတွက်ရင်းနှီးပေးဆက်နေရတာလို့သဘောထားလိုက်ပါမြင်ဝင်းချင်းဝင်နေပေမဲ့ရင်ကုန်တန်ချင်းနီးနေဖို့ပဲလိုပါလားမင်းတို့နှစ်ယောက်ရဲ့ကြိုးစားမှုတွေအောင်မြင်တဲ့နေ့မှာအကွာဝေးဆိုတာပြောပြစရာပုံပြီးတဲ့ဘုတ်ပဲဖြစ်ချင်ခဲ့မှာပါမင်းရဲ့စောက်ဆိုင်မှုကတန်ဖိုးရှိပါတယ်အားတင်းထားပါအောင်